ကယ်လီဘက်ကိုလာမယ့်ညီကိုတွေမက်စမန်လုံးမဲ့ညီကိုတွေကိုကျွန်တော်ကဘာလို့ပေါ့နော်ကိုတင်တန်းတက်ထားတာပိုကောင်းတယ်လို့ဘာကြောင့်ပြောလဲဆိုရင်အခုကျွန်တော်လုံနေတာကိုကြည့်ပါဦးနော်ဘာလို့လဲဆိုတော့ပေါ့နော်ဟိုကိုယုံကြည်လို့လက်လွဲထားတာပေါ့နော်အသားတွေငားတယ်ဆိုရင်ကိုလက်လွဲထားတယ်ပြီးတော့အသီးရွက်တွေလည်းအသီးရွက်တွေအဓိကတော့ mass point ကတော့အသီးရွက်တွေပြီးရတယ်ဆိုရင်ပဲပေါ့နော်ဟိုဓာတ်ကင်တဲ့ဟာတွေဘာတွေညာတွေကအဲ့လိုပေါ့နော်ဟိုကိုကချက်ကြီးကိုကူရတဲ့အတွက်ကြောင့်မို့လို့ဟိုဒီအလုပ်ကိုမနှောင့်နှေးစေအောင်ပေါ့နော်ကို့မှာကိုကဒီလိုကိုတင်နိုင်တက်ထားတော့ပို့ပြီးတော့အဆင်ပြေတယ်เนาะကို့အတွက်လည်းအဆင်ပြေတယ်ပြီးတော့ကိုလုပ်ငန်းခွင်အတွက်လည်းအဆင်ပြေတယ်เนาะချက်ကြီးနဲ့အဆင်ပြေရင်အားလုံးနဲ့အဆင်ပြေတယ်ပေါ့နော်ဆိုတော့ဒီလိုကူညီနိုင်အောင်အတွက်ကျွန်တော်တို့ကခုနပြောတဲ့တချို့ကလေးတွေဆိုရင်ဒီမိဖို့ကြောင့်လည်းစိမ့်နေပေါ့နော်ဟိုဓာတ်ရိုက်ပဲလည်းမကင်တတ်ဘူးဆိုတော့အဲ့အတွက်ဆိုရင်တော့အဲ့လိုဆိုရင်တော့အဆင်မပြေဘူးပေါ့နော်ဆိုတော့တချို့တရုတ်ချက်ကြီးတွေဆိုရင်ပေါ့နော်အဲ့လိုဆိုရင်ပြန်ထုတ်တာမျိုးတွေပဲရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကကိုတင်တန်းတက်လို့ပြောတာပေါ့နော်ကိုတင်တန်းမှာဆိုရင်ကျွန်တော်တက်ခဲ့တဲ့တင်တန်းမှာဆိုရင်မဟာမှာဆိုရင်ပေါ့လေဟိုစာတို့ရတစ်ပတ်ပဲတင်တယ်လက်တို့ရ5ပတ်တင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မီးဖို့ကြောင့်လည်းတော်တော်လေးရင်းနှီးသွားတယ်နော်ဒီကချွတ်တာတွေခုတ်တာထက်တာတွေချက်တာပြုတ်တာတွေမှာကိုယ်တိုင်မချက်ပါပဲချက်ပေးရဲ့လူကိုဘာတွေလုပ်ပေးရမလဲဘာတွေကူပေးရမလဲဆိုတဲ့ဟာကိုကောင်းကောင်းသိတယ်နော်အဲ့တော့ကျွန်တော်ကဒီပေါ့နော်ဟိုကိုတင်တန်းကို mass point လုံးမဲ့ညီကိုတွေကိုဒါကိုတင်တန်းတက်ခိုင်းတယ်ဆိုတာကကိုအတွက်ကောအလုပ်အတွက်ကောအရန်အောင်အကျိုးရှိတယ်နော်အဲ့ဒါလေးပြပြပေးတာပါကျေးဇူးအများကြီးတင်ပါတယ်